တို့ဖြိုးအလူတကအလူမနဲ့နှစ်ဖက်သောမိဘဆွေမျိုးများရွာထဲမှာရှိကြတဲ့အမျိုးသားတွေအမျိုးသမီးတွေအကုန်လုံးအမြန်ဆုံးလာကြပါရှင်လောင်းနဲ့ပြန်လာရင်ထမင်းကျွေးတဲ့ခမရတို့ထမင်းကျွေးဖို့အစင်သင်းလောက်ထားပါကဲရှင်လောင်းတွေအကုန်လုံးထွက်ကြရအောင်ဟဲ့လူပြိုတွေအပြိုတွေမင်းတို့ကွာဝိဝိုက်မနေကြနဲ့ကဲကျုပ်လည်းပြောလို့ဝါပြီရှင်လောင်းလည်းမြန်ထွက်ကြသောဖြိုရွှေမျိုး